ဖယားတရားတန်ငါယေရနာသုံးပါးရင်ထဲမှာအမြဲထားကမမေ့ဖို့ရသတိပေးခြင်းနာမိမိစိတ်ကိုဖြူအောင်ထားတပါးသူအာညာတာကိုညင်စာမဟုတ်မဟတ်တွေမလုပ်ကြနဲ့စုပ်ကတ်သေးရောက်ချိန်မှာသွားတတိလာတတိစာတတိတတိအိမ်လဲတတိနိုးလဲတတိအတိတရားနဲ့တတိထား